အဖွားအိုသည်ထိုမျိုးသမီး၏မျက်လုံးစီးထားသောဖဲကြိုးကိုဆွဲဖြုတ်လိုက်ပြီးနောက်တစ်စက္ကန့်မှာပင်နံရံကရုတ်တုကြီးပြုတ်ကျလာကသူမ၏ဦးခေါင်းကိုရိုက်မိသွားလေတော့သည်ထိုအချိန်ကြာမှသာလူတိုင်းသည်အဖိုးအို၏တတိပေးချက်များမှာမှန်ကန်ကြောင်းသဘောပေါက်သွားကြသည်ထိုမျိုးသမီးသည်တာမန်လူမဟုတ်ပဲအသက်နှင့်တေခြင်းကိုအစိုးရသောမတည်နိုင်သောနတ်ဖျားမတပါဖြစ်နေသောကြောင့်ပင်လွန်ခဲ့သောတစ်နှစ်ကထိုမိသားစုသည်ကျင်းစာတစ်ခုအတိုက်ခံခဲ့ရသည့်အဖွားအိုသည်ပြင်းထန်စွာဖျားနာခဲ့ရုံသာမကအဖိုးအိုကိုယ်တိုင်လည်းကုမရသောယောဂဝေဒနာခံစားခဲ့ရသည့်အဖိုးအိုသည်အတန်ဖြစ်ကထိုမျိုးသမီးကိုရှာဖွေခဲ့ရပြီးသူမ၏တကားရှိတွင်တနေကုန်ဒူးထောက်တောင်းပန်ပြီးနောက်မှသာသူမကယုံကြည်လက်ခံခဲ့သည်သို့သောအလဲနေဖြင့်အဖိုးအို၏အသက်ကိုသူမကတောင်းဆိုခဲ့သည်သူမသည်ထိုအိမ်တွင်365ရက်တိုင်မျက်လုံးကိုဖဲကြိုးစည်း၍နေထိုင်ရမည်ဖြစ်ပြီးသူမ၏ကံကောင်းခြင်းများကိုအသုံးပြုကာထိုမိသားစု၏ကျင်းစာကိုဖယ်ရှားပေးရမည်ဖြစ်သည်အဖိုးအိုသည်မတည်ဆုံးမီဇနီးဖြစ်သူအားထိုမျိုးသမီးကိုဘယ်တော့မှစိတ်နှောက်ယှက်မပေးပါနှင့်အထူးသဖြင့်သူမမျက်လုံးကဖဲကြိုးကိုဘယ်တော့မဖြုတ်ပါနှင့်ဟုအထက်မှကြားခဲ့သည်မကြာမီတစ်နှစ်ပြည့်တော်မူဖြစ်သည်ထိုမိသားစုမှာဘေးဆိုးများမှလွတ်မြောက်ခဲ့ရုံသာမကစီးပွားရေးများလည်းအလွန်တိုးတက်လာခဲ့သည်မနှက်ဖြန်ထိသာတောက်ခံနိုင်ရင်ကျင်းစာမှာလုံးဝပြီးဆုံးသွားတော်မူဖြစ်သည်ထိုအချိန်တွင်အဖိုးအို၏တားဖြစ်သူကထိုမျိုးသမီးကိုသူ၏ဇနီးမွေးနေ့ပွဲသို့ဖိတ်ကြားခဲ့သည်သို့သောပွဲရောက်သည့်အခါမိန်းကလေးတဦးကဒီမျိုးသမီးကငါတို့မိသားစုစည်းစိမ်တွေကိုလာဖြုံးနေတာငါအကိုတောင်သူမကိုချစ်တယောက်လိုပြုစုနေရတယ်ဟုကဲ့ရဲ့ပြောဆိုခဲ့သည့်ထိုစကားများကြောင့်ဧည့်သည်များကသူမကိုအိမ်ရှင်မျိုးသား၏စစ်ဆက်ထားသူဟုထင်မှတ်သွားကြပြီးအမျိုးသား၏ရည်စားဖြစ်သူမှမနာလိုဖြစ်ကသူမကိုမောင်းထုတ်ရန်အကွက်ဆင်လေတော့သည်ထို့တော်တွင်တိုင်းပြည်၏အချမ်းသာဆုံးမိသားစုထံမှဖုံးဝင်လာသည်ရင်းတို့မျိုးနွယ်စုကောင်းဆောင်မှကုမရသောယောဂခံစားနေရသဖြင့်ထိုမျိုးသမီးကိုလာရောက်ကူညီရန်အစီကံတဦးလွှတ်၍တောင်းပန်ခိုင်းခဲ့သည်ထိုသတင်းကိုအမျိုးသားကမိခင်ဖြစ်သူအားပြောပြသောအခါအဖွားအိုသည်ရရှိမည့်အကျိုးမြတ်များကိုမတ်မောကမွေးနေ့ပွဲကိုခမ်းနားစွာပြင်ဆင်စေပြီးအဝတ်စားများကိုလည်းစနစ်တကျဝတ်ဆင်ရန်အမိန့်ပေးခဲ့သည်သို့သောထိုမိန်းကလေးသည်အမျိုးသမီးကိုအဝတ်လဲပေးသည့်အခါတမင်တကာပင်ဟော့ရမ်းအဝတ်စားများကိုပေးခဲ့သည့်အမျိုးသမီးကဒီအင်ဂျီကတကယ်ပဲတင့်တော်ရဲ့လားဟုအချိန်မေးတော့အခါမိန်းကလေးမှာသူမတကယ်ပဲမျက်စိကွယ်နေတာဟုတ်ရဲ့လားဟုတန်တရားဝင်လာသည့်အတီးပြူရန်အတွက်ဖဲကြိုးကိုဆွဲဖြုတ်ရန်ကြိုးစားတော့လဲမမြင်ရသောအင်အားတစ်ခုကသူမကိုတွန်းထုတ်လိုက်ပြီးထို့နောက်သူမကမန်နေဂျာကိုအခြားဝတ်စားတစ်ခုပေးရန်ခိုင်းတော့လဲမန်နေဂျာယူလာသောဝတ်စုံမှာအလွန်တင့်တယ်လှပသောအခမ်းအနားဝတ်စုံဖြစ်နေသဖြင့်မိန်းကလေးမှာအားတင်သွားရသည်ကာရဝပြုပွဲအချိန်ရောက်တော့အခါထိုမိန်းကလေးကအမျိုးသမီးကိုလည်းအိမ်ရှင်မအားဒူးထောက်လေးပြုရန်ဆိုအတင်းခိုင်းစေသည်အိမ်ရှင်မကလည်းသဘောတူတော့လဲအမျိုးသမီးကရှင်ကကျမရဲ့အလေးပြုခြင်းကိုခံယူဖို့မထိုက်တန်ဘူးဟုအေးဆက်စွာတုံ့ပြန်ခဲ့သည်အိမ်ရှင်မမှာဒေါသထွက်ကသူမကိုအဆက်ခွဲရန်ပြင်ဆင်နေစဉ်မှာပင်အချမ်းသာဆုံးမိသားစုဝင်များရောက်ရှိလာပြီးအမျိုးသမီးရှိတွင်ဒူးထောက်ကကူညီရန်တောင်းပန်ကြတော့သည်ထိုအခါမှသာအိမ်ရှင်မသည်ကွယ်လွန်သူခင်မွန်း၏စကားများမှာမှန်ကန်နိုင်ကြောင်းရိပ်မိသွားတော့လဲအမျိုးသမီးကမနှက်ဖြန်မှပြန်လာတောင်းပန်ပါဟုညှင်းဆိုလိုက်သည်အိမ်ရှင်မသည်ထိုချမ်းသာသောမိသားစု၏မျက်နှာသာပေးမှုကိုမဆုံးရှုံးလိုသဖြင့်အမျိုးသမီးကိုအိမ်ပေါ်မှနှင်ထုတ်မည်ဟုချိန်ချောက်သည်သို့သောအမျိုးသမီးကကျမသာဒီအိမ်ကထွက်သွားရင်ကျင်းစာကချက်ချင်းပြန်ရောက်လာလိမ့်မယ်ဟုအေးဆေးစွာသတိပေးခဲ့သည်ထိုစဉ်အဖွားဦးသည်ပွဲသို့ရောက်လာပြီးလွန်ခဲ့သောတစ်နှစ်ကထိုအမျိုးသမီးမှာမျက်စိမြင်ရသည်ကိုမှတ်မိနေသဖြင့်သူမကပွဲမှာလူအများအာရုံစိုက်ခံရအောင်ဟန်ဆောင်နေတာဟုထင်ကဖဲကြိုးကိုချက်ရှင်းဖြုတ်ပြီးလူနာကိုတွားကူရန်အမိန့်ပေးသည့်အမျိုးသမီးကဒီဖဲကြိုးကိုဖြုတ်ရင်ပေးဆက်ရမယ့်